လက်ရှိမြန်မာဘောလုံးလောကရဲ့အကောင်းဆုံးကစားသမားကဘယ်သူလဲမြန်မာဘောလုံးရှစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျဘာမီဖုတ်ဘော News Facebook YouTube နဲ့ TikTok Channel တွေကနေကြိုဆိုလိုက်ပါတယ်ခင်ဗျမြန်မာဘောလုံးလောကမှာအချိန်ကာလတိုင်းအကောင်းဆုံးကစားသမားတွေထွက်ပေါ်ခဲ့ကြပါတယ်တခေတ်တစ်ခါတိုင်းမှာပရိသတ်တွေမြင်တွေ့ရတဲ့နာမည်တွေများစွာရှိခဲ့ပါတယ်ဘာဒုခေတ်ကစလို့မျိုးလိုင်ဝင်းတန်တိုးအောင်ဦးစိုးမြတ်မင်းကျော်ကိုကြည်လင်းတို့ခေတ်ကနေယခုအောင်သူမောင်မောင်လွင်တို့ခေတ်အထိမြန်မာကစားသမားကောင်းများစွာပေါ်ထွက်လာခဲ့တယ်လို့မြန်မာအကောင်းဆုံးကစားသမားတွေအဖြစ်လဲသတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။အဲဆိုလက်ရှိအချိန်မှာမြန်မာအကောင်းဆုံးဘောလုံးသမားကဘယ်သူလဲလို့မေးလာခဲ့ရင်ပရိသတ်အများစုကဘယ်လိုဖြေကြမလဲ။ကျွန်တော်အမြင်အရပြောရမယ်ဆိုရင်တော့မောင်မောင်လွင်ပဲဖြစ်ပါတယ်။လက်ရှိမြန်မာဘောလုံးလောကကိုကြည့်လိုက်ရင်ကစားသမားကောင်းများစွာရှိနေပါတယ်။အချို့ကစားသမားတွေကပြည်ပလိပ်တွေမှာခြေစွမ်းပြနေကြတယ်။တချို့ကစားသမားတွေကပြည်တွင်းလိပ်ပြိုင်ပွဲတွေမှာခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ကြတယ်။တချို့ကတော့လက်ရွေးစင်အဆင့်အသင်းနဲ့အတူနိုင်ငံတကာပွဲတွေမှာတိုးတက်မှုတွေပြသနေနိုင်ကြပါတယ်။ဒါပေမဲ့အကောင်းဆုံးခြေစွမ်းကိုတသက်မှတ်ထဲထိမ့်သိမ်းထားနိုင်တဲ့ကစားသမားမျိုးကရှားပါတယ်။အကောင်းဆုံးကစားသမားကိုသတ်မှတ်ရမယ်ဆိုရင်အချိန်ကြာကြာအဆင့်တစ်ခုတည်းကိုထိမ့်သိမ်းထားနိုင်ပြီးတော့အသင်းအတွက်အဓိကအခန်းကဏ္ဍကထမ်းဆောင်နိုင်ပြီးခြေစွမ်းတသက်မှတ်ထဲရှိနေတဲ့ကစားသမားကိုရွေးချယ်ရမှာပါဒီလိုကစားသမားမျိုးကမြန်မာဘောလုံးလောကမှာအနည်းငယ်သာရှိပါတယ်ခင်ဗျာအဲလိုကစားသမားမျိုးကိုပြပါဆိုရင်တော့လက်ရှိမောင်မောင်လွင်ကိုပဲညွှန်ပြရမှာဖြစ်ပါတယ်မောင်မောင်လွင်ဟာလူငယ်အဆင့်အသင်းတွေမှာကလေးကထူးချွန်တဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်မောင်မောင်လွင်စတင်ပေါ်ထွက်လာခဲ့တာကတော့မြန်မာပရိသတ်တွေကောင်းကောင်းမှတ်မိနေကြတဲ့2014မြန်မာယူ19မှာအောင်သူနန္ဒကျော်ငိမ့်ချအောင်တို့နဲ့စတင်ကစားခဲ့တဲ့အချိန်တွေကပါအဲ့ဒီအချိန်တွေကသူ့ရဲ့မြန်ဆန်တဲ့ပြေးနှုန်းဘောလုံးထိမ့်သိမ်းနိုင်စွမ်းတိုက်စစ်ကိုဥဆောင်နိုင်တဲ့စွမ်းရည်တွေကြောင့်ပရိသတ်တွေရဲ့အာရုံစိုက်မှုကိုရရှိခဲ့ပါတယ်လူငယ်အဆင့်ကနေအရွယ်ရောက်လက်ရွေးစဉ်အဆင့်အထိတက်လာတဲ့အခါမှာလဲမောင်မောင်လွင်ရဲ့ခြေစွမ်းဟာကျသွားခြင်းမရှိခဲ့ပါဘူးအခုအချိန်မှာတော့သူဟာမြန်မာလက်ရွေးစဉ်အသင်းရဲ့အသင်းကောင်းဆောင်အဖြစ်တာဝန်ယူနေတဲ့ကစားသမားတဦးဖြစ်ပါတယ်အသင်းကောင်းဆောင်ဆိုတာခြေစွမ်းကောင်းတာတစ်ခုတည်းနဲ့မလုံလောက်ပါဘူးအသင်းဘော်တွေကိုဥဆောင်နိုင်ရမယ်အခက်အခဲတွေကြားမှာစိတ်တက်ကြွအောင်လှုံ့ဆော်နိုင်ရမယ်အဲ့ဒီအချက်တွေကိုမောင်မောင်လွင်ဟာလက်ရွေးစဉ်အသင်းမှာပြသနိုင်ခဲ့ပါတယ်တခုထူးခြားတာကတော့မောင်မောင်လွင်ရဲ့ခြေစွမ်းတည်ငြိမ်မှုပဲဖြစ်ပါတယ်ကစားသမားတချို့ဟာခဏတာအလွန်ကောင်းပြီးတော့နောက်ပိုင်းမှာခြေစွမ်းကျသားတတ်ပါတယ်ဒါပေမဲ့မောင်မောင်လွင်ကတော့လူငယ်အဆင့်ကနေအခုထိသူ့ရဲ့အချိန်စူးစမ်းအားထုတ်မှုတိုက်စစ်စွမ်းရည်နဲ့ကစားပုံတည်ငြိမ်စွာထိမ့်သိမ်းထားနိုင်ခဲ့ပါတယ်မောင်မောင်လွင်ဟာထိုင်းလိကလပ်လမ်ဖွန်ဝါရီယာအသင်းမှာလည်းနှစ်ရှည်စာချုပ်ချုပ်ဆိုခံထားရတဲ့ရှားပါတဲ့မြန်မာကစားသမားတစ်ယောက်ဖြစ်ပါတယ်မောင်မောင်လွင်ဟာကလပ်အသင်းကစားသမားဘဝကိုဟန်တာရီယူနိုက်တက်အသင်းနဲ့စတင်ခဲ့ပြီးတော့2016-19ရာသီဟန်တာရီယူနိုက်တက်အသင်းနဲ့အတူ16ပွဲကစားက3ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်ခင်ဗျအဲဒီနောက်မှာတော့မြန်မာ National League ထိုက်သေးကလပ်ရန်ကုန်ယူနိုက်တက်အသင်းကိုပြောင်းရွှေ့ခဲ့ပြီးတော့2019ခုနှစ်ကနေ2020အထိကစားခဲ့က48ပွဲကစား18ခုသွင်းယူနိုင်ခဲ့ပြီးတော့မြန်မာ National League ဖလားဗိုလ်ချုပ်အောင်ဆန်းဒိုင်းတို့ကိုစုခုရရှိခဲ့ပါတယ်ခင်ဗျအဲဒီနောက်2021ခုနှစ်မှာတော့ထိုင်းလိနိကလပ်လမ်ဖွန်ဝါရီယာအသင်းကိုပြောင်းရွှေ့ကစားခဲ့ပါတယ်လမ်ဖွန်ဝါရီယာအသင်းမှာလည်းမောင်မောင်လွင်ကရှေ့စွမ်းပြကစားနိုင်ခဲ့ပြီးတော့2021-22ရာသီမှာ18ပွဲကစား4ဂိုးသွင်း9ဂိုးဖန်တီးကလမ်ဖွန်ဝါရီယာအသင်းကိုထိုင်းလိတ်နှစ်ချန်ပီယံဆုနဲ့အတူထိုင်းလိတ်တစ်ကိုတန်းတက်ခွင့်ရအောင်ကူညီပေးနိုင်ခဲ့ပါတယ်2022-23ရာသီမှာလည်းထိုင်းလိတ်တစ်မှာ22ပွဲကစား3ဂိုးသွင်း4ဂိုးဖန်တီးပေးနိုင်ခဲ့တာကြောင့်လမ်ဖွန်ဝါရီယာအသင်းကမောင်မောင်လွင်ကိုနှစ်ရှည်စာချုပ်ဖြစ်တဲ့9နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီးတော့သူ့ရဲ့စာချုပ်ကလာမယ့်2028ခုနှစ်အထိစာချုပ်သက်တမ်းရှိနေတာပဲဖြစ်ပါတယ်ဒါမျိုးကမြန်မာကစားသမားတွေထဲမှာမရှိသေးတဲ့ရှားပါတဲ့စာချုပ်သက်တမ်းပဲဖြစ်ပါတယ်ခင်ဗျယခု2025-26ဒုတိယရာသီဝက်ရောက်မှာတော့မိသားစုကိစ္စကြောင့်ရန်ကုန်ယူနိုက်တက်အသင်းမှာအငှားပြန်လာကစားခဲ့တာဖြစ်ပြီးတော့ရန်ကုန်ယူနိုက်တက်အသင်းမှာလည်း6ပွဲကစား5ဂိုးသွင်း4ဂိုးဖန်တီးပေးထားနိုင်ခဲ့တာပါမောင်မောင်လွင်ဟာမြန်မာလက်ရွေးစင်အသင်းကြီးအတွက်လည်းအသင်းကောင်းဆောင်အဖြစ်တာဝန်ယူဥဆောင်နေတယ်လို့မြန်မာလက်ရွေးစင်အသင်းကြီးအတွက်62ပွဲကစားက73ဂိုးသွင်း8ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ပွဲအများစုမှာလည်းသူဟာအသင်းရဲ့တိုက်စစ်ကိုအသက်ဝင်စေတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဘယ်ဘက်တောင်မှကနေမြန်မြန်ဆန်ဆန်ထိုးပေါက်နိုင်ခြင်းအရေးကြီးတဲ့အချိန်တွေမှာဂိုးဖန်တီးနိုင်ခြင်းကိုယ်တိုင်ဂိုးသွင်းနိုင်ခြင်းလှပတဲ့ free kick ဂိုးတွေသွင်းယူနိုင်ခြင်းဟာသူ့ရဲ့အားသာချက်တွေပါ။ဒါကြောင့်လက်ရှိမြန်မာဘောလုံးလောကမှာကစားသမားကောင်းများစွာရှိနေတော့လဲခြေစွမ်းတည်ငြိမ်မှုအသင်းပေါ်တက်ရောက်မှုဥဆောင်နိုင်စွမ်းစတဲ့အချက်တွေကိုစုပေါင်းစဉ်းစားကြည့်လိုက်ရင်လက်ရှိမြန်မာအကောင်းဆုံးကစားသမားဆိုတဲ့ခေါင်းစဉ်အတွက်မောင်မောင်လွင်ကိုရွေးချယ်ရတာအလွန်တင့်တော်တယ်လို့ဆိုရမှာဖြစ်ပါတယ်မြန်မာဘောလုံးပရိသတ်တွေအတွက်လည်းမောင်မောင်လွင်ဟာမျှော်လင့်ချက်တစ်ခုလိုဖြစ်နေသေးပါအနာဂတ်မှာသူ့ရဲ့အတွေ့အကြုံဥဆောင်မှုတွေကမြန်မာလက်ရည်စင်အသင်းကိုပုံမတိုးတက်လာစေမယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာပရိသတ်တို့ရဲ့အမြင်ကရောလက်ရှိ
မြန်မာအကောင်းဆုံးကစားသမားကဘယ်သူလို့ထင်ပါတယ်ခင်ဗျာကွန်မန့်မှာဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ